ဝင်ပြီလားစပြီဟယ်လိုမင်္ဂလာပါခင်ဗျာအတန်လေးကြားရရလားခင်ဗျာဒါခုကတော့လက်ချက်တော့သုံးပေးထားတယ်အတန်မကြောက်ဆိုလို့လက်ချက်တော့သုံးပေးထားတယ်ကြားမကြားလေးချက်တော့လေးကြည့်ကြည့်ကြပါအောင်ကွန်မန့်လေးYou are three listen no comment someone please comment လေးတစ်ခုလောက်ပေးကြပါအတန်ကြားရသည်မကြားရသည်တစ်ချက်တော့လေးကြည့်ကြည့်ကြပါခင်ဗျာခုနသတင်းလာကြိုးနဲ့ပတ်သက်တာလေးကျွန်တော်ဆက်ပြီးတော့ဘာလုပ်တင်တယ်ဆိုတာလေးဆက်ပြောချင်တယ်အဲ့ဒါလေးပြောပြတာကျွန်တော်လည်းနားပြီတခြားလုပ်ကြကြရလေးဆက်ပြောင်းတော့မယ်ခဏပြောပြီးတော့လို့နော်ဆရာလေးလာနောက်နေကြားရတယ်အတန်အနေထားလေးကြည့်ရလားခင်ဗျာကြားပါတယ်အတန်တိုးတယ်တိုးတာအတန်တိုးတာတော့ဒါတော့အာနာကုန်သွားပြီဒါဘာလို့မတရားဒီလက်ချက်လက်တက်ပေးထားတယ်ဆိုတော့လို့နိုင်ငါကဆန်သွားလိမ့်မယ်ဖြတ်လာကြည့်တယ်မသိကြားနေရတယ်မသိတော့ဘူးအပုံမှန်ပဲငါအခုကိုယ်တိုင်ကဘာပြန်ကြောင်းကြားလို့ပြောကြမှာဟုတ်တယ်သူတို့ဟိုမှာကြားလာအစင်ဒီလားငါမသိဘူးဖြစ်နေကြားမှာကြားကောင်းပါလေအတန်မရှင်းဘူးဆရာတဲ့ဆန်တိုးတယ်တဲ့ကြားပါတယ်တဲ့ကြားပါတယ်တော့ဆိုကြားတယ်လို့လည်းပုံများတဲ့သဘောပဲကဲမသိကျွန်တော်ဟို receiver လေးကိုထပ်ဝယ်ပါအောင်မယ်နောက်နေ့ကျွန်တော်ပြောဖြစ်တဲ့ခါကျရင်အားလုံးအတန်ပို့ပြီးတော့ထောက်ပံ့ဖြစ်အောင် receiver လေးတစ်ခုတော့ထပ်ဝယ်ပါမယ်ဒီလေအဲ့ဒါတော့ receiver အစားကိုလက်ရှိမခုနကဝယ်ပေါ်မှာအဲ့ဘာထားနေရှုပ်နေပါဆိုလို့ဆိုပြီးဒီချက်ကလေးဝယ်ထားလိုက်တယ်နောက် speaker အစ်စ်လဲထားလိုက်တယ်တော်တော်လောက်ထားဆင်မပြေသေးဘူးဖြစ်နေတယ်နော်နောက်ဆက်ကြမှာလည်းထပ်ပြီးတော့ကြည့်ရဟုတ်ပြီကျွန်တော်တန်းလာနဲ့ပတ်သက်တာလေးဆက်ပြောအောင်နော်တန်းလာကြိုလို့တန်းလာကြိုအားနေတာဟုတ်ပြီအားနေတဲ့ချိန်ကတော့အားနေပါပဲအားနေဒါကလောကသဘာဝလေရန်သူတွေထွက်ချင်နေရင်ထွက်လာတယ်ကြောင်းနေကြည့်နေတယ်ဒီသွားတယ်သဘာဝလောကတော့လူသွားနေမှာပဲဆိုတော့ကျွန်တော်တို့သဘာဝတွေဆိုတော့ဒီဘက်ကပူလို့တော့ပြေးကြတာပေါ့ဒါသဘာဝကိုဆိုတော့တန်းလာကြိုလေးရအားနေနေအတိတ်ကံကြောင့်အားနေလာပြီဆိုရင်မြောက်ကံနဲ့ဘယ်လိုပြင်ရမလဲဘယ်လိုပြင်နိုင်မလဲဘယ်လိုတက်တာစေနိုင်မလဲပေါ့ဒီလောက်ပါပဲဘယ်လိုတက်တာအောင်လုပ်ကြမလဲဒီကံနဲ့တအားများလာပြီဆိုရင်မြင်လာတာမရဘူးတော်တော်ကိုအရေးထူးတဲ့လူတွေတော့ကျွတ်ထွက်ကုန်တယ်ဒါကြောင့်စနေကြိုတွေလည်းရောက်သွားပြီဆိုရင်တော်တော်များများတို့တော်တော်မာနာကြီးရဲ့ဆိုလူတွေပုံကျွတ်ထွက်ကုန်တယ်အတမကျအတရှင်းတယ်ဒီရောင်ဟာထောက်တယ်ပြည့်ဒီရောင်ကစစတော့သာသာလေးပဲဒီပိုင်းဆိုပါလာကုန်နိုင်ငံရေးပါလာကုန်နိုင်ငံရေးခဏနေရောဒါအမို့အခုကအားလုံးပဲသူဖြစ်တဲ့ကိစ္စတွေပြောပါမယ်နော်ပြောပါမယ်တော့ဆိုတချို့ကျတော့ normal သွားနေကြတာလေတအားပြီးရတာချိုးချိုးမခံစားရတဲ့လူတွေရှိတယ်လို့တချို့လူတွေကျတော့အဲ့လိုမဟုတ်ဘူးအေးဒါကတော့အေးဝင်လိုက်ပြီးတော့လည်းစိတ်ဆင်းရဲတာပေါင်းတဲ့အခြေအနေကိုအများကြီးမြင်ရတဲ့အခြေအနေဖြစ်နေတဲ့မိသားစုရှိတယ်မနေ့ပြန်ဆိုတာရောမိုးလင်းလာမှာစိုးနေမိတဲ့စိတ်နဲ့နေနေရတဲ့မိသားစုတွေရှိတယ်ဆိုတော့ကျွန်တော်သူတို့ဟိုပို့ပြီးစိတ်ညစ်တယ်ဒီလိုပြောပြတာလေဘာလို့ဆိုတော့သူတို့ရဲ့စိတ်ကချမ်းသာတဲ့ရမ်းများနေပြီဆိုတော့ live တစ်ခုဖြစ်လာပြီဆိုရင်တော့အရမ်းများလာပြီ pressure တွေတအားများလာပြီဆိုတဲ့အချိန်ရောက်ပြီဆိုရင်လုပ်တဲ့လုပ်မှရမယ်ဘယ်လိုလုပ်တင်လဲဒီကတော့နော်မှာတော့ပေါ်တော့လာဖြစ်ပြီးဘာသာကြားပဲဖြစ်ပြီးမသိလားဒီတဲလာကြိုလေးအားနေလို့စိတ်ဆင်းရဲကြတယ်ရမ်းများလာခဲ့ပြီစိတ်မချမ်းသာနေတာဒီဘဝထဲမှာ live ထဲမှာတော်တော်ကြီးပြည့်လာပြီဆိုရင်တ
တန်ရှင်းကုသိုလ်လုပ်ဖြစ်အောင်လုပ်ပါဆရာဒါပဲခဏခဏပြောတာဒါပဲကျွန်တော်တို့တိုက်တွန်းနေတာကျမတို့တိုက်တွန်းနေတာဆရာပြောလိုက်အေးညီတို့မင်းတို့ကလည်းငါလည်းလူဒီစကြနာမှုလေးကိုပဲတဝါလုံးရှားနေတာကိုတော့မှာပေါ့နော်လုပ်ပါဟုတ်ပြီဘယ်လိုလုပ်ရမလဲဆရာပထမဆုံးကတော့ဘယ်နေရာစတိုင်ရှင်းမလဲမိမိခန္ဓာကိုယ်စတိုင်ရှင်းပေါ့ကိုယ်ခန္ဓာအိမ်ကိုစတိုင်ရှင်းကိုယ်ခန္ဓာအိမ်ကြောင့်အခြားပုဂ္ဂိုလ်တွေနောက်ဆက်မဖြစ်အောင်ပထမပုဂ္ဂိုလ်ကိုတိုင်ရှင်းရဆိုတော့ပေးရုပ်တော့ပေးလို့ရုပ်ပါရဲ့ဒီကညစ်ပတ်တန်းဆိုတော့နတ်မပြောနဲ့လူချင်းတော့မကတ်နိုင်မနဲ့လုံးနော်အဲ့ဒါကမကောင်းဘူးပေါ့တဘောတော့သူတော့အာယုံနောက်ဆရာကြီးအာယုံနောက်မဲ့ကိစ္စကြီး၆ကျင်းရတယ်ဒါကတန်ရှင်းအောင်နေထိုင်တာလူမှမဟုတ်ဘူး Facebook မှာလည်းသိရတဲ့အိဋ္ဌာအောင်နေချင်တဲ့လူကဆင်းတယ်ဆေးပြတ်လက်ပြတ်တွေမမြင်အပ်စရာတွေအိဋ္ဌာယုံတွေစရှိတယ်ပေါ့ညီချက်ချေရရင်ချေရရသူတို့ဟာကိုဗာမြတ်တာတွေကတူးကြည့်ပြီးမှာတော့လူရဲ့စိတ်အာယုံနောက်ကြည့်စီတာဂျာရီကိုလုံနေတဲ့ပုံကမိမိမှာဘာကျိုးရမှာတော့ဒါတွေလေတော့ပြောချင်တာတန်ရှင်းလို့ပါတန်ရှင်းလို့ပါတန်ရှင်းဆိုတာဘာလို့ကိုယ်ကတန်ရှင်းရတယ်ပြီးရင်မိမိနေတန်ရှင်းရတယ်ဟုတ်လားဟိုမှာကိုသင်ရှိအိမ်တော့ဘုရားရှင်စရှိအားလုံးတန်ရှင်းတယ်တော့တန်ရှင်းနေပြအောင်နေရတယ်တတိယအဖြစ်ဆက်သွားပြီနော်လို့သွားတော့မိမိပတ်ဝန်းကျင်တန်ရှင်းအောင်ထိန်းသိမ်းပြီးတော့ဒီတော့မိုက်ပစ်ချပါဟိုငါလည်းမဆိုင်ဘူးဒီလိုကွာမိုက်ပါမတောင်းပြပါပြောတာကိုလည်းကောက်ပြီးတာမဟုတ်အဲ့လိုမျိုးတော့ကိုလုတ်ပြီးနိုင်တဲ့အတိုင်းသာဆိုလို့ရှိရင်ကောက်ပြီးလုတ်ပြီးလိုက်ပါဟုတ်ပြီနိုင်ငံရေးတပ်ပြီးကြတယ်ပြီးကြတာလည်းကျွန်တော်လည်းပြောဒီကတော့ပြောချင်တာဒါလေးကိုဒီညမှာဒါလေးလုပ်လိုက်လို့ရှိရင်ကိုလည်းလုံနိုင်တဲ့ကိစ္စလုပ်လို့ရတယ်ဆိုပြီးရင်လုပ်ပေးလိုက်ဒီလိုလုပ်ချင်းအားဖြင့်အများသွားလာနေတဲ့ပုံကိုသူတို့ချမ်းသာခြင်းဖြစ်သွားတယ်ဒါကြီးဟာမလို့ဆိုလို့ရှိရင်ဒါကြီးနေရဆိုတဲ့စိတ်ဆင်းရဲကြဖြစ်နေမှာအမိုက်ဒီကွာဘုလိုလေးဘာဒီဟာညာလေးဒီမှာရုံးမအန်သွားတယ်အဆရှိတယ်မဟုတ်လုပ်ပေးနေတာဆိုလုပ်ပေးတယ်တန်းရှင်းပေးလိုက်တာဥဒိုပေးတယ်နော်ဒီတန်းရှင်းစင်ကြယ်စွာရှားသူတို့ကိုကောင်းသောအာရုံလေးကိုဖြစ်စေခြင်းနဲ့စိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်မှာသူကိုယ်တိုင်လည်းမျက်မှောက်ကျိုးပေးပါတယ်ကောင်းသောစိတ်နှလုံးအာရုံကြည်လင်ကြလေးပြန်ကြုံလာတယ်ဒါလည်းစိတ်ညစ်လိုက်တာကျွန်မကန်တာဆိုရင်ကျွန်မဘာမှစိတ်ချတာမရှိဘူးကျွန်မတော့ကသူကရှိမှမထင်ဘူးဒါသူပြောရနေတယ်သူကလည်းဘာလို့တော့ခုနပြောတော့ပဲလမ်းသွားရင်းနဲ့ခေါ်ခွီးနားလည်းကောင်းထွေးချပြတယ်မလို့အောင်ပြောဦးတယ်ကျွန်တော်ပြေးသားဆိုမလို့အောင်မလေးမလို့ဒါဒီမှာလေးမှားတယ်ကိုကြောင့်ဆက်သားကျွမ်းချသွားစီကျွမ်းချစလို့ဖြစ်သွားကောင်းလို့ရမလို့တယ်လို့လုပ်ဒါမျိုးလေးပါဆိုတော့ရှားလူတွေကိုစိတ်နောက်ဆက်ဖြစ်အောင်တန်ရှင်းမစင်တဲ့အမှုတွေကိုပြန်ဆောင်ပါရှားသူတွေစိတ်အားလုံးကြည်လင်သွားစေမယ်တန်ရှင်းမှုတွေကိုမိမိဆိုင်ဖြစ်စေမဆိုင်ဖြစ်စေဒါတော့ပရဂစ္စတိပါပါနော်ဒါကြကြိုးပြီးပါပါဒါမျိုးတွေလုံနိုင်ပြန်တော့ပါဘုရားဘာသာဝင်တွေကိုကျွန်တော်သူပြီးပြောနေတာအရင်ကနိုင်လာပြီမလားမတော့နေတော့ဘွားကိုပေါ်တော့ကြောက်ခုလီပဲကြီးစေးတော့နော်တန်ရှင်းလေးကတော့မိုင်လဲကြားနေမှာရတော့ပဲမိဘူးဆိုတော့မိတော့သွားဘူးဆိုတယ်ဟိုချက်ဘူးဆိုတော့လည်းဖျောင်းလိုက်တော့ကွေးဟိုကြတယ်အကုန်လုံးရုပ်ပြည့်ဟိုလည်းဘယ်လိုကိုလည်းကိုဖျောင်းလိုက်စိုက်လို့ရဖို့ပဲအရေးကြီးတယ်တခြားဖျောင်းလိုက်ဟိုအောက်ကြောက်ကြဘာကြောက်စိုက်ကြတဲ့လူရှိတယ်ကျွန်တော်တို့ဘူးလေဗျာကုသိုလ်ရတယ်လို့လားတမျိုးပဲဆိုတော့အဲ့လိုမဟုတ်ဘူးဖျောင်းလိုက်နေကြတယ်ဒါမျိုးကိုလုံးနိုင်အောင်လုပ်ပြလိုက်တော့ရတဲ့ပြောင်းလုပ်ပြတယ်တခြားဖျောင်းလိုက်လဲနေထောင်ပြီးမှတ်ပြီးကိုထုံးလိုက်ပြီးဖျောင်းလိုက်ပြီးထောင်းတာတက်လိုက်ရတယ်အလုံးလုံးစမ်းပါနော်ဒါကုသိုလ်စိတ်လေးနဲ့ရှင်းတာဆရာရင်တော့တန်ရှင်းလုပ်တယ်ကိုတက်နိုင်တဲ့ဟုတ်လားတန်ရှင်းကိစ္စလေးတွေဗလာတာကိစ္စလေးလုပ်ပြီးတယ်ဒါသမင်းတဲ့စိတ်ဘက်ကိုရောက်သွားပြီဒီပုံကိုယ်စိတ်က
ကောင်းတဲ့အများကျိုးတယ်လို့ကိုအကျိုးတယ်လို့တော့မဟုတ်ဘူးသူနောင်ကလာလက်ဖြစ်မှာဘာခတ်ထားလိုက်လွတ်ပြထားလိုက်တော့ဆယ်မှာကိုလုံးလိုက်လို့ရှိရင်အခုဒီဖြတ်သားပုံကိုချမ်းသာသွားတယ်ဒါကောင်းတဲ့စိတ်နှလုံးကြီးကျွန်တော်တော့မမတော်ကျွန်တော်ဒီလေးကြီးကိုရှိနေတဲ့ဥဒ္ဒလေးတစ်ခုရှိသေးတယ်အဲ့ဒါကကျွန်တော်ဟိုဝမ်းထဲမှာနေကြတော့ဝမ်းထဲမှာနေကြတော့ကမန်နဲ့ခါပြောလိုက်မှကြားရတယ်ဟုတ်ပြီမန်နဲ့ပဲပြောရတော့ဒီထက်ရတော့ဝမ်းထဲမှာနေကြတော့ကကျွန်တော်ဦးလေးကလက်ဖိတ်ဆိုင်ကိုဖွက်တာဒီတကားလက်ဖိတ်ဆိုင်ကိုဖွက်တာအဲ့လိုဖိတ်ဆိုင်တစ်ဆောင်းလို့ရတော့ခွေးရခဏခဏပြကားတိုက်ကန်ကားရတိကားတိသွားလိုက်ခွေးရတိုင်းကြက်ကောင်ပြောက်ပါဗျာသေးတော့ခွေးကောင်လည်းခါအဲ့လိုဖြစ်တယ်ဟုတ်တော့ဒါနဲ့နေရပြန်ညာညာကတည်းကလမ်းပေါ်နေရခိုးနေရကြသူချစ်တောင်းနေတဲ့ကတည်းကတော့ခွေးရပေါက်စောနာဟောက်အာကြီးကိုဘယ်သူမှလည်းမလုပ်ကြဘူးလေမလုပ်ကြဘူးအလုံးကတူပဲခေါင်းပိတ်ပြီးကြော်သွားနေကြတာခေါင်းပိတ်ဆောင်သွားနေကြတာကျွန်တော်လည်းသူတို့ကဟာနာနေတာပြောနေတော့လုပ်ဘာလို့သိရမလားလိုကကျွန်တော်ကနှလုံးလောက်တက်လွယ်တဲ့ကောင်လေးပို့သူ့ရဲ့ခါလေးကြည့်အောင်မကြည့်ရဘူးကိုရင်းကလေးစားနေတယ်ဝိတ်ကောင်ပေါ့ပြက်တက်နေတာသူတော့စဉ်းစားကြအဲ့လိုမင်းတို့ဖြစ်နေညာကလည်းဘယ်လိုမှမလုပ်ကြအောင်ကျွန်တော်ရဲ့တော့မှတ်တာကိုမျိုးနိုင်ကိုမျိုးနိုင်ရဲ့ကျွန်တော်2ယောက်ကိုကြီးလာအောင်နေတာတော့ကြမယ်အေးကမင်းကတော့တော့တာဆိုတော့ကိုကြီးဒီကောင်ကျွန်တော်တိုးတယ်ကိုကြီးတော့ကိုင်ရမှာမဟုတ်တုံဖြစ်ကြည့်တယ်ဆိုတော့အဲ့ရောက်စီတော့ဘောလုံးဒီကဘောလုံးရှိတယ်ဘောလုံးနဲ့ဆွဲရကျင်းသူရောအဲ့ကိုတော့ဆက်ပြုတ်စာခုနပြောလို့ပုတ်သွားတာနဲ့မကိုင်ဘူးသူမှမကိုင်ဘူးလို့ကျွန်တော်ပြစားတယ်ဆိုတော့ဘာကြောင့်လုပ်ပြီးတာသင်ကြီးကနေလို့ဘာကြောင့်မှမဟုတ်ကြအဲ့တော့ကျွန်တော်ဒါကြီးကတော့မဖြစ်စင်ဘူးကျွန်တော်တို့ရချင်းချင်းလေးဒါကြီးမဟုတ်ဘူးအဲ့ဒီကငါတတ်နိုင်ငါတို့ပဲလုပ်ရမှာမလုပ်ပါလားကွာအဲ့လိုတကယ်ချင်းရောက်သွားလုပ်တာမသိရင်ကိုဝေးကြတယ်ကျွန်တော်ပြောနေတာသူ့ကိုစိတ်လေးကြရေးကြည့်တယ်ကိုလုံးနိုင်တယ်လုပ်ပြီးလိုက်ပါတော့ကကြီးတဲ့စလုံးကိုလည်းတော့ကိုက်ဆိုတော့ဒါပါလာတယ်ဒါပေမဲ့မကြီးတယ်လို့မရဘူးကြီးတယ်မှလည်းမြင်ရတယ်နော်တင်းတော့တိမ်ဖြင်းသွားတင်းတော့တိမ်ဖြင်းသွားဒီမဲ့ချင်းကြီးရဘူးလေမကြီးဘူးတွေ့ရတယ်မကြီးလို့မကြီးဟာဒါတော့ပါတယ်တော့ကျွန်တော်ပြောနေတာအဓိကကျွန်တော်ကကြတာအားနေလာမိသားစုဒါဘဝဗျာတအားစီစေးရကောင်းနေဘာမှလည်းကျွန်တော်မလုပ်တော့ဘာဖေးနေမှလည်းမေးလို့ဘာမှမကုန်လို့ကျွန်တော်မေးသွားတော့စီတာကြီးကလို့ဒါဖိလို့ဒါတော့လို့ဘာကြောင့်ဖိလို့ဘာကြောင့်ဘောတော့လုံးပြအောင်လို့နေတိုင်းလို့မိုးချပြောင်းလာတယ်မကန်မြေတာတော်လူပိုင်တော့ဒါနတ်လူတွေမှာရှိအောင်လုပ်တယ်မြေတာတော်ရွတ်တာတဲ့ပုံစွမ်းတယ်ဒီမှာမြေတာတော်ကရွတ်ဟုတ်ပြီလားနော်အတိုင်ချင်းကုတို့အရင်သွားတော့ချိတိရအောင်ဖြစ်အောင်လုပ်မဆုံးဖို့လေးနဲ့ဟိုတွေ့တို့မလုပ်နဲ့ဝင်ကြီးအမိုက်ကောက်တို့မလုပ်နဲ့နော်အဲ့ဒီကထိမိလို့လုပ်ပြီးတဲ့ခါကျတော့အဲ့ကုတို့ကိုလုပ်ထိုင်ကုတို့ဘလားသမထားအောင်ကုတို့ကိုတိုင်နဲ့ပြန်တာလို့ခေါ်ရတယ်တရားစင်စားလေးနော်ပြန်တာလို့ခေါ်အရေးအကြောင်းကြုံလာရင်ဒီကုတို့ပြန်ထုတ်လို့ရသေးတယ်ဘယ်လိုတော့ကြားပြီးတော့ဘေးချင်းဘေးကလာဘေးချင်းဘေးကလာဒီတက်ကြီးကုတို့ပြုခဲ့ပါဒီစကားဒီမှန်တော့ကဖြစ်ပါတယ်ဗျာဒီသစ္စာမှန်ကြီးဒီမှန်တော့သစ္စာစကားကြောင့်ဘုရားကြီးတော့ခုကြုံတွေ့နေရတော့ဘုရားကြီးတော့မှခုကြုံတွေ့နေရတော့ဒီစိတ်ဆင်းရဲတဲ့အချိန်တွေညမှလုပ်ခဲ့ရပါလို့တက်တာရပါလို့ရောကြရပါလို့စချစ်တယ်သစ္စာပြုကြည့်ရတယ်အဲ့ဒါကိုတောင်းကိုတွေးတာလို့ခေါ်တယ်လက်နဲ့တွေးရတော့ခုကင်ထားရတယ်အဲ့လက်နဲ့ဆိုတော့ဓာတ်တွေတုတ်တွေဒီကုသိုလ်တွေကိုကင်ထားရတယ်ကုသိုလ်တွေကင်ထားလို့ရှိရင်အများကြီးကြည့်ပြပါတယ်တော်တော်ဘေးရင်မေးကြရတယ်ရှင်းနေပါလားတော့ချုပ်ပါကျွန်တော်လည်းပြင်ကြပါလို့ဆိုတော့ကြားဘူးပုံလေးလည်းကျွန်တော်အဖြစ်တော့ပေါ့ဘလို့တော့မိမိကောင်မိမိကြည့်ဆောင်ပါမိမိကောင်မိမိကိုယ်တိုင်ပဲပြောတော်ကြပါမယ်လေ့ကျင့်ကြပါမယ်ကောင်းတဲ့ကံလေးကိုလက်စွပ်လက်ခံပြုထားရမယ်သူတစ်ပါးကိုလည်းအများပေးပါကိုယ်တိုင်နဲ့ကိုပြန်လာတာလို့ခေါ်စားသူတွေလည်းမြောက်ကိုပေးရတယ်နော်
ရှားသူကြောက်ပေးရတယ်ဆိုတော့ကျွန်တော်ပြောချင်တာအဓိကတန်ရှင်းကုလို့ဒီကပြောအားနေတယ်ဆိုလို့ရှိရင်ဘုရားဘာသာပဲပြောလို့ဖြစ်ဖြစ်အခြားဘာသာဝင်များဖြစ်ဖြစ်တန်ရှင်းကုလို့ဒီကိုမပြီးမဲ့လည်းတော့အားထုတ်လုပ်ကြပါဖြစ်ကမှလောက်တာတက်စားလို့ရှိရင်ငကိုတွေကကိုလောက်သွားတယ်ဆိုရင်လေဒီဟာကကိုလက်နဲ့ကလေးအမြဲတွေးလာပြီးသားဖြစ်သွားတယ်တော့ပေါ့နော်ဒီလက်နဲ့ကလေးအမြဲတွေးလာပြီးသားဖြစ်သွားပြီကိုမဲ့လက်နဲ့ပိုင်ထားပြီအဲ့တော့ရေးကြောင်းကြုံရင်အဲ့လက်နဲ့လမ်းကြီးကိုထွန်သွားလို့ရသွားပြီနော်ဒါကြောင့်တန်ရှင်းကုသူလေးကလုံးကျသွားပါပြီလုံးကျပါတယ်တာမန်အပြင်ပုံမှန်အပြင်တော့ကျွန်တော်ဘုရားဘာသာနေလို့ရှိရင်ဒါလည်းဟိုဘုရားရောက်တော့ခဏဖွင့်ပေးပါသလားခဏတခါတမှုစကားရတခါဒီဘုရားရောက်တော့ဖွင့်ပေးတန်းတဲ့ခြင်းပေါ့နော်ဟောတော့ဖွင့်လိုက်တာတန်ရှင်းလုပ်ပြီးတယ်မိနေဝိပဝဉ္ဇဉ်လေးကိုတန်ရှင်းအောင်ထားပြီးတယ်ဟုတ်လားရှားသူကြီးကိုလည်းတန်ရှင်းစိတ်တွေပြီးတဲ့စိတ်နှလုံးလေးရပါအောင်ဟိုတက်လိုက်ကြတယ်ဘုံနဲ့မဆိုင်မဲ့ဟာကိုကံပါဝင်ကိုခေါ်ရတာဘာညာပေါ့ဒါကိုလုံးတိုင်တာလေးလုံးမယ်ဆိုရင်အများကြီးပါကြည့်သွားလို့ရတယ်ကျွန်တော်တို့ဒီရန်ကုန်မှာဆိုရင်လူတမောင်းရပါရှိတယ်ကျွန်တော်တစ်ခါဆောင်ဝဲလေးယူပါတယ်တခါကျွန်တော်တို့ဒီနောက်လိုက်အပြင်ထွက်သွားကြတဲ့ခါကျတော့လဲတော့ဆောက်သွားတယ်သူပြားကြီးချက်ကထောင်းနေတယ်ဟိုပြောပြဟိုဘလဖြစ်တာပေါ့နော်အောက်တက်ပြီးတော့ဘယ်သူကဘယ်လိုဒီကမ်းပေါ်ကြာနေတော့မသိဘူးမှတ်တမဲ့နဲ့ကြောက်ကထုံးနဲ့တွိုင်းနဲ့သူတက်လိုက်နေတာနဲ့ခြေမောင်းပေါ့ကိုကွက်ထွက်သွားမယ်အနေနဲ့အဲ့လူတွေကဒီလိုကြုံဖတ်သွားကြတာလူတောင်းနေတာသွားတယ်ဒဲမဲသွားနေတာကျွန်တော်တို့ကလည်းဝယ်ကောင်းစားတာလေးကိုမိသားစုတွေကညနေတောင်ဖတ်တယ်ဆိုတော့ဆက်တော့ဒီဘုံစတန်တယ်အဲ့တန်ကြားကြီးကြည့်တော့မဟုတ်သေးဘူးလေထုံးတာလည်းကျွန်တော်ထုံးတာမဟုတ်သေးဘူးဒါကြီးကတော့မဟုတ်သေးဘူးဟိုလေးဆိုတော့ကဲအဲ့ဒါဟိုသမီးလက်ကူလက်ကကန်တော့ဒီလိုမျိုးကိုတော့ကတော့ပိုင်းပြီးတော့သူကဟိုမိုးရတဲ့ရွာထားတယ်ကြာဟာမျိုးတွေလည်းပါတော့မဲတူတော့ကိုင်းကတော့မဲလက်သက်မဲကိုမတက်နိုင်တော့ဒါကြီးကိုမပြီးတော့ကျွန်တော်အဲ့ဒါ ABC လုတ်ဆိုင်တော့ဒီအဲ့တောင်လာလေးကမှအဲ့ဒါသူတင်းနေတယ်အဲ့ဒါတက်ပဲချင်းတော့ထောင်တာလုံးပြီးခဲ့ရမတက်နိုင်ပြီးမှလက်ကိုဆေးပြီးဟိုဒီလိုရောက်တော့တော့တာပေါ့ဘာလို့ကျွန်တော်ပြောခုနကပြောဒါကြီးတော့မဖြစ်သင့်ဘူးကျွန်တော်တက်နိုင်တော့ကိုလုတ်ပြီးတဲ့အတိုင်းအတာလေးဆိုတော့လေကိုလည်းအများကြီးပဲစူပါမန်လည်းမဟုတ်ဘူးမလုတ်ပြီးနိုင်ဘူးလုတ်ပြီးရင်တော့လုတ်ပြီးခဲ့မှာပဲဒီလိုပါပဲကျွန်တော်လူတော်များများအဲ့ကျွန်တော်တို့ဒီလိုသဘာဝလေးပေါ့ဟိုစစ်ကောင်းလေးကျွန်တော်မွေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ပုံမှန်တော့ကောင်းတော့ကျိုးသားကြည့်ကြတာပေါ့နော်ပေါ်အောင်ကျိုးသားကြည့်ကြโอเคကျွန်တော်ဒီလောက်နဲ့ရုံချုပ်ပြစီခင်ဗျာကျွန်တော်လည်းရှားတုပ်ရှိသေးလို့ပါအားလုံးတော့ညီကောင်မောင်နှမတွေကိုယ်တွေအမတွေညီလေးတွေညီမလေးတွေအားလုံးအတူတူမတွေကျမ်းမာချမ်းသာပြီးတော့နောက်ပြီးတကုတ်ရလာဖရားအကျိုးညီမြောက်ပြုံးကြပါစေနောက်ဒီ